အားလုံးပဲမင်္ဂလာပါရှင်ခုပိုင်ရှင်ရှင်မကျေးဇူးလိုက်ပါတယ်ဒီနေ့မိုးအေးလေးနဲ့ညီမကဘဲသားကိုအဆက်ချက်ပြီးတော့ကပိတိုးစရာလေးနဲ့ရှေ့စားပါမယ်ရှင်ညောင်ဝင်းခွင်းနဲ့ဟောင်းဝင်းသုံးလို့ဘဲသားထဲမှာအရင်ဆုံးအရသာလေးထည့်ပြီးတော့နေလိုက်ပါမယ်ရှင်ရသာလေးနှမ်းစအောင်နယ်လို့ပြရနဲ့ညီမအိုးပူပေးပြီးတော့စီထည့်လိုက်ပါမယ်စီပူလာပြီးဆိုတာနဲ့ချက်သွန်နီဖြူချင်းကြိတ်ထားတာလေးထည့်လိုက်ပါမယ်ပို့ပြီးတော့အနံ့မွေသွားအောင်စပလင်လေးနဲ့အနှဲငယ်ထည့်ပြီးတော့စီတက်ပေးပါမယ်အရောင်လေးလာအောင်ရောင်တင်မုတ်လေးထည့်လိုက်ပါမယ်ရှင်စီတက်နဲ့လေးမွေးလာပြီးဆိုတာနဲ့နေရတဲ့ဘေးသားလေးထည့်လိုက်ပါမယ်စီတက်ထားတာလေးနဲ့ဘေးသားလေးတွေကိုရောပြီးတော့မွေးလို့ပြီးရတယ်အနံ့လေးမွေးသွားအောင်မဆလာလေးအနှဲငယ်ထည့်လိုက်ပါမယ်ရှင်ပြီးရနဲ့ဘဲသားလေးမြှော့ယုံလေးကြီးထည့်လိုက်ပါမယ်ရှင်ကဲခုလိုစီချက်ရေးချက်အနေထားလေးမှာငရုတ်တိမုတ်လေးထည့်လိုက်ပါမယ်ရှင်ခုချိန်မှာတော့မူးမွေးဆက်ဆက်လေးနဲ့အရန်ကိုမှစားလို့ကောင်းတဲ့ဘေးသားဟင်းလေးရပါပြီရှင်အားလုံးပဲမင်္ဂလာပါဒီနေ့ညမစားမှာတော့ဒီဘေးသားဆက်ဆက်လေးနဲ့ငပိတိုးစရာလေးနဲ့စားပါမယ်ရှင်ကဲမစားခင်ပြတ်စတောင်းလိုက်မယ်နော်ငပိပြင်းပြင်းနဲ့ဖြော်ရတာလေးပါရောဒီအင်းလေးနည်းနည်းလောက်စားမယ်ရောင်လေးပိုလာဘဲသားလေးအချိုချက်လဲကောင်းလို့အဆက်ချက်လေးလည်းအရင်စားကောင်းပါတယ်ဗီဒီယိုလေးကိုဆုံးသက်ကြည့်ပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်ရှင်တတာ